ဒီနေ့ဝေမျှချင်တဲ့အကြောင်းအရာလေးကတော့ experience ဆိုတဲ့အကြောင်းအရာနဲ့ကျွန်တော်တို့ service ဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ဒီနှစ်ခုကဘယ်လိုကွာခြားတယ်လဲဆိုတော့ကျွန်တော်ပြောပြမှာဖြစ်ပါတယ်အဲ့တော့ experience ဆိုတာကျွန်တော်ဘာကိုပြောတာလဲဆိုတော့လုပ်ငန်းတစ်ခုကိုလုပ်ခဲ့တဲ့အခါမှာကျွန်တော်တို့ကဒီရလာခဲ့တဲ့အတွေ့အကြုံကျွန်တော်တို့က experience လို့ခေါ်တယ် service ဆိုတာကကျတော့လုပ်ငန်းတစ်ခုမှာလုပ်နေတဲ့အချိန်မှာကျွန်တော်တို့ကသူ့ရဲ့တက်တန်းပေါ့နော်9နှစ်ရှိခဲ့တဲ့10နှစ်ရှိခဲ့တဲ့ဆိုရင်လုပ်သက်ကိုပြောတာအဲ့သူတို့နောက်ကမတူဘူးအဲ့တော့ကျွန်တော်တို့တချို့လုပ်ငန်းရှင်တွေကြုံမှုကြပါလိမ့်မယ်အလုံးလာလျှောက်တဲ့ဝန်ထမ်းတွေနဲ့ပေါ့နော် candidate တွေနဲ့တွေ့တဲ့အခါကျွန်တော်တို့ကတော့လုပ်သက်ကတော့9နှစ်ရှိပြီဗျာ10နှစ်ရှိပြီဗျာအနည်း20ရှိပြီဗျာစသဖြင့်ပေါ့ပြောကြတယ်တိုးတော့တချို့တော့အလုံးလာလျှောက်တော့သူများသည်လောက်တက်ကသာ9နှစ်ရှိတယ်10နှစ်ရှိတယ်အနည်း20ရှိတယ်ပြောတာတကယ်တမ်းစစ်ဆေးကြည့်လိုက်တဲ့အခါကျတော့သူတို့လောက်တက်နဲ့ညီမျှတဲ့ experience ဆိုတဲ့အတွေ့အကြုံပါမလားသူတို့လောက်ရတဲ့နေရာလေးမှာလေသူတို့တာဝန်လေးကိုကြည့်အောင်လုပ်ခဲ့တာတခြားလေးလာခဲ့တဲ့အတိတုတ္တဘဟုတုတ္တမင်းမြန်းခဲ့တဲ့ဟာတင်ကြားခဲ့တဲ့အတွေ့အကြုံဘာမှပါမလားအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့က service ဆိုတဲ့လောက်တက်ဘလောက်ပဲရှိအတွေ့အကြုံဆိုတဲ့ experience ပါမလားဘူးဆိုရင်လက်မခံပါဘူးအဲ့ဒါလေးရှိပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီ experience ဆိုတာဘာလဲပေါ့နော် experience ဆိုတာကျွန်တော်တို့လုပ်ငန်းတစ်ခုကိုလုပ်လာတဲ့အခါမှာသူကဒီ service ဆိုတဲ့လုပ်သက်ကတော့ကျွန်တော်တို့ကဟလာ3နှစ်လောက်ပဲရှိခြင်းရှိမယ်2နှစ်လောက်ပဲရှိခြင်းရှိမယ်ဒါပေမဲ့ तू ကအဲ့ဒီလိုလုပ်နေတဲ့အခိုက်အတန့်လေးတွင်မှာလေးလာတယ်စူးစမ်းတယ်မင်းမြန်းတယ်ဟုတ်ပြီနော်ကိုလုပ်နေရတဲ့တာဝန်တွေမဟုတ်သူများတွေလည်းဘာလုပ်တယ်လဲ तू တေချာလေးလာတယ်ကြည်တယ်အုံနောက်ထဲမှာမှတ်သားတယ်ကျွန်တော်တို့ပြီးတဲ့ခါကျတော့ပေါ့နော်တင်ကြားခွင့်တွေလေးလာခွင့်တွေရရင်ရသလောက်သူယူတယ်မိမိဝန်ထမ်းချင်းစီကလည်းပြန်ပြီးတော့တင်ကြားတယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကသူ့မှာလုတ်တက်ကနဲချင်နဲမဲ့ဖြစ်တော့လဲသူ့မှာပါလာတဲ့ experience ကတော့ကောင်းလိုက်တာဆိုပြီးတော့ကျွန်တော်တို့ပြောလို့ရတယ်ဒီလိုလူမျိုးဆိုလို့ရှိရင်ကျွန်တော်စစ်ဆေးကြည့်လိုက်ပြီးလို့ရှိရင်လုတ်ခန့်တဲ့ခန့်ရမယ်အဲ့တော့ဒါဒီနေ့ကျွန်တော် sharing လုပ်သွားတဲ့အကြောင်းအရာလေးကတော့အဲ့ဒီ experience နဲ့ကျွန်တော်တို့ service ဆိုတဲ့เนาะ experience ဆိုတဲ့အတွေ့အကြုံနဲ့ service ဆိုတဲ့လုပ်သက်ကွာခြားမှုကိုပြောတာပါအဲ့တော့ကျွန်တော်တို့ကတစ်နှစ်ဖယ်လုံးနှစ်နှစ်ဖယ်လုံးလေးလာတင်ယူမှုရှိခဲ့တယ်ဆိုရင် experience ပါလာတယ်ဆိုရင်တော်တယ်လို့ပြောလို့ရတယ်10နှစ်15နှစ်အနှစ်20လောက်ပြီးတော့ service ကြီးရတာမြင့်တယ်ပြီးတော့ experience ကပါမလာဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကသူများစီတွားပြီးတော့ပဲလှုပ်ကိုယ်ပိုင်လုပ်ငန်းပဲလှုပ်နည်းနည်းလေးပေါ့နော်အထင်တော်လေးတွေရှိနိုင်တယ်ဒါကြောင့်မို့လို့ experience ကိုရအောင်ယူပါလုပ်ပါကျွန်တော်ဒီကနေပြီးတော့ဒီအကြောင်းလေးမျှဝေချင်ပါတယ်အခုလို့အချိန်တစ်ခုပေးပြီးတော့နားထောင်ပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျာကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်ကျေးဇူးပါ